ဒီယာဒီမှာတော့အာဆင်နယ်အသင်းအနေနဲ့ဖလားလက်မဲ့ရာသီဖြစ်ဖို့ဆိုတာအတော်လေးကိုနေပါတဲ့ရာခိုင်နှုန်းတစ်ခုထိခြေလန်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ဖလား၄လုံးစလုံးကိုသိမ်းပိုက်နိုင်တဲ့အနေအထားမှာတောင်ရှိနေလို့ဆိုရမှာပါ။လက်ရှိအနေအထားမှာအာဆင်နယ်ကပရီးမီးယားလိနဲ့ချန်ပီယံလိဇယားရဲ့ထိပ်ဆုံးမှာတင်းတတဲကိုရပ်တည်နေတယ်လို့ FA Plus စတုဒ္ဓအဆင့်မှာလည်းချန်ပီယံရှစ်ကလပ်ပို့စ်မောက်ကိုအဝေးကွင်းမှာ၄ဂိုးတကူနဲ့အပြတ်သက်အနိုင်ယူပြီးတော့တက်လန်းထားနိုင်ခဲ့ပါတယ်။ဒါ့အပြင်မှာဂရာဘောင်ဖလားဆီမီဖိုင်နယ်မှာလည်းပဲချယ်ဆီနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပြီးတော့အာဆင်နယ်ရဲ့ရလဒ်တွေကအပြစ်ပြောစရာမရှိအောင်ကောင်းမွန်တဲ့ခြေစွမ်းတွေပေါ်မှာအခြေခံနေရပဲဖြစ်ပါတယ်။အာဒီတာလက်ထက်ပြီးခဲ့တဲ့နှစ်နှင်းငယ်တွင်းမှာအသင်းရဲ့ကစားပုံကအကြီးအကျယ်ပြောင်းလဲသွားတာမျိုးမရှိခဲ့ပေမဲ့2025နွေရာသီမှာခေါ်ယူခဲ့တဲ့ကစားသမားအသစ်တွေနဲ့အတူတူအသေးစားပြုပြင်ပြောင်းလဲမှုတွေကထိရောက်မှုရှိခဲ့ပြီးတော့လက်ရှိအာဆင်နယ်အသင်းကိုပုံမှုထက်မြက်တဲ့အရှိန်အဝါတစ်ခုပေါင်းထည့်ပေးလိုက်တယ်လို့ဖြစ်စေခဲ့တာပါ။ကွင်းလယ်နေထားလည်းပဲအရင်ထက်ပုံမှုပြီးတော့တွက်လက်လာတယ်။ဘောလုံးပိုင်ဆိုင်မှုယူထားတဲ့အချိန်မှာအာဒီတာရဲ့အသင်းကပြီးခဲ့တဲ့ရာသီကတိုက်စစ်တီဆောက်ပုံအတိုင်းပဲမပြောင်းမလဲပဲမာတင်အိုဒီဂက်ကပွဲကိုထိန်းချောင်းပေးဖို့တဲ့အနောက်ကိုဆင်းပေးလို့ရှိတယ်။ဒါပေမဲ့ကစားသမားတွေရဲ့အနေထားဘောလုံးသေဆောင်ပုံနဲ့ပြိုင်ဘက်ရဲ့ခံစစ်ပုံပေါ်မှာမူတည်ပြီးတော့ကစားကွက်ပုံစံကလိုသလိုပြောင်းလဲတတ်တာကိုတွေ့ရပါတယ်။အာဆင်နယ်ရဲ့တိုက်စစ်တီဆောက်ပုံကို formation တစ်ခုနဲ့တပ်ပတ်လို့မရဘဲနဲ့အိုဒီဂက်နဲ့ဒီဂလန်ရိုက်စ်တို့ကဇူမီမန်နီရဲ့ပံပိုးမှုနဲ့အတူတူ4-3-3ဒါမှမဟုတ်4-2ပုံစံမျိုးဒါမှမဟုတ်ကာလာဖီယိုရီကကွင်းလယ်တွေကိုဝင်ပြီးကစားတဲ့အခါမှာ3-2-4-1ပုံစံမျိုးတွေအထိကိုလိုက်ရောညီထွေဖြစ်သွားတတ်ပါတယ်။အထူးသဖြင့်နွေရာသီကခေါ်ယူခဲ့တဲ့ကွင်းလယ်လူသစ်တွေဖြစ်ကြတဲ့ဇူမီမန်နီနဲ့အေဘရာဂျီအေဇီရီရဲ့ကွင်းလယ်မှာနေရာလက်တွေကိုလှည့်ပတ်ကစားနိုင်စွမ်းဖလိုရီတီကအာဆင်နယ်ကိုပို့ပြီးတော့ခံမရခက်စေတယ်လို့ပြိုင်ဘက်တွေအတွက်လည်းပဲပို့ပြီးတော့ချင်းချောက်မှုတစ်ခုဖြစ်စေပါတယ်။တိုက်စစ်စင်မှုနဲ့ဂိုးဖန်တီးမှုမှာလည်းပဲအာဆင်နယ်ကကွင်းလေရဲ့တွက်လက်မှုကိုအသုံးပြုပြီးတော့ပြိုင်ဘက်ခံစစ်ဂျားတွေကိုတိုက်ရိုက်ပေးပို့တဲ့ဘောလုံးတွေဒါရိုက်ဘောအင်ဒုတဲ့ channel နဲ့အားဖြည့်ထားတတ်ပါတယ်။ဒါကပြိုင်ဘက်တွေလူစုမပြတ်ခံစစ်အနှိပ်လိုးဘလောနဲ့မပိတ်ခင်မှာအလင်းငိုက်တိုက်စစ်ဆင်နိုင်တဲ့နီလန်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။နောက်ဆုံးတိုက်စစ်ဆုံး final သက်ကိုချင်းကတ်တဲ့နေရာမှာတော့ဘေးတိုက်တောင်မန်တွေကိုအဓိကအားပြုစေဖြစ်ပြီးတော့ညာတော်မန်က34ရာခိုင်နှုန်းဘေးတောင်မန်တော့26ရာခိုင်နှုန်းရှိကအလေကနေပြီးတော့ထိုးပေါက်မှုကတော့ပြီးခဲ့ရာသီကထက်အနည်းငယ်ပိုများလာပါတယ်ဒီနေရာကနေပြီးတော့ဆာဂါမာတင်နယ်လီထရော့ဇန်နဲ့နိုနီမာရူအီကီတို့ရဲ့တဦးချင်းအရေးချင်းတွေနဲ့ဂိုးသွင်းခွင့်တွေဖန်တီးကြတာပါအိုဒီဂက်ကဒဏ်ရာကြောင့်ပွဲတချို့လွဲချိုခဲ့တယ်ဆိုပေမဲ့အာဆင်နယ်ကညာဘက်ချမ်းအနေပြီးတော့ပဲအိုပန်ပလေးကနေဂိုးသွင်းခွင့်ကို29ရာခိုင်နှုန်းထိအောင်မှဖန်တီးနိုင်ခဲ့တယ်ဆိုတာကတော့ကြီးကျူးစရာကောင်းပါတယ်တေဂန်မောဖြစ်တဲ့ဆက်ပစ်တွေရဲ့အရေးပါမှုကလည်းပဲပြိုင်ဘက်တော်တော်များများအတွက်ကိုအနှောက်အယှက်ဖြစ်လို့နေပြန်ပါတယ်။အာဆင်နယ်ရဲ့ဒေါင်းငံမော်ကန်တင်မှုထိရောက်ပုံကတော့ပြောနေစရာတော့မှမလိုပဲနဲ့ဆာဂါဒီဂလန်ရိုက်စ်တို့ရဲ့အသင်းမွေနဲ့အတွဲဖက်ကစားကွက်မျိုးစုံကပြိုင်ဘက်တွေကိုအမြဲတမ်းဒုက္ခပေးနေစေဖြစ်ပါတယ်။လာမယ့်အာဆင်နယ်နဲ့မန်ချက်စတာယူနိုက်တက်ပွဲစဉ်ကိုတော့ယူနိုက်တက်ရဲ့အမြင်အားကြည့်ရရင်တော့ဒါကနီးပြွာပိုင်းအလွန်ကိုကြစ်လက်တဲ့အသင်းတစ်သင်းနဲ့ရင်ဆိုင်ပြီးတော့မိမိတို့အသင်းရဲ့တိုးတက်မှုကိုတိုင်းတာရမယ့်အခွင့်အရေးပါ။ United အနေနဲ့ဒီပွဲမှာအဓိကထားမယ့်အချက်တွေရှိပါတယ်။ပထမချက်ကတော့ခံစစ်တီဆောက်ပုံ defensive shape ဖြစ်ပြီးတော့အာဆင်နယ်ကိုစိတ်ကြိုက်ကစားကွက်ဖော်ခွင့်မပေးဘဲနဲ့ပေးပို့မှုလမ်းကြောင်းတွေကိုဖျက်တောက်ရမယ်။လူရချက်အနေနဲ့ကွင်းလယ်အားပြိုင်မှုမှာအာဆင်နယ်ရဲ့ကွင်းလယ်ရလူတွေကိုအပြိုင်လူကကစားနိုင်ဖို့နဲ့လွှင့်စင်လာတဲ့ဒုတိယဘောလုံးတွေကိုအရယူပြီးတော့တံမြန်တိုက်စစ် transition တွေကိုမြင်မြင်ဆန်ဆန်ပြောင်းလဲနိုင်ဖို့အတွက်လိုအပ်ပါတယ်။မြင်မြင်ဆန်ဆန်ပြောင်းလဲနိုင်ဖို့အတွက်လိုအပ်ပါတယ်။တတိယချက်ကတော့အာဆင်နယ်ရဲ့နောက်တန်းကခြံထားခဲ့တဲ့နေရာလွတ်တွေကိုအပိုင်သုံးချပြီးတော့မှအခွင့်အရေးရခဲ့တာကြောင့်မလို့အဆုံးသက်သေးကြဖို့အတွက်လိုအပ်ပါတယ်။နောက်ဆုံးအချက်ကတော့စိတ်ပိုင်းဆိုင်ရာ mentality ဖြစ်ပြီးတော့အာဆင်နယ်ကပွဲကိုလွှမ်းမိုးထားချိန်မှာတော့မှစိတ်ရှည်လက်ရှည်နဲ့ကိုယ့်ရဲ့နီးဗျူဟာကိုယုံကြည်ကြည်ကစားနိုင်မှုတွေလိုအပ်ပါတယ်။ဒီကုန်းကျုံအနေနဲ့ United ဘက်ကနေပြီးတော့စီကန်းရှိသစ္စာရှိနဲ့ကစားပြနိုင်မယ်ဆိုလို့ရှိရင်တော့မြောက်လန်ဒန်မြေကနေပြီးတော့ရလက်ကောင်းတွေနဲ့ပြန်လာနိုင်မဲ့အရေးချင်းမျိုးရှိနေပါတယ်။ဒါမှမဟုတ်ဆိုရင်တော့ United အတွက်ဒူးနဲ့မျက်ရည်သုံးရမယ်အနေထားပါပဲ။အာဆင်နယ်ရဲ့လက်ရှိအနေထားစွမ်းဆောင်ရည်ကတော့အထွေထူးပြောနေကြမလို့တော့ပါဘူး။အနိုင်သုံးမလားတနာငဲ့ညာပြီးတော့တမတ်ခွဲပေးသွားမလားဆိုတာကတော့ပွဲပြီးမှပဲပြန်လဲတွေးဆုံကြပါမယ်ခင်ဗျာ။